ဒီမှာတွေ့ရမယ်လို့ထင်ပါတယ် stapler အဆန်လေးကိုဒီမှာထည့်ပြီးတော့ဒီမှာဖိပေးမှာဖြစ်ပါတယ်ဒီမှာခဲကောင်းလေးနဲ့ဖိပြီးတော့မြုပ်သွားအောင်ထည့်ပေးမှာဖြစ်ပါတယ် Hi အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကွဲနေတဲ့ရေခွက်လေးကိုပြန်ပြီးတော့ဆက်ကြည့်မှာဖြစ်ပါတယ်ဆက်လက်ရှုစားအားပေးကြပါဦးဒီ channel လေးကိုပံ့ပိုးကူညီတော့အားဖြင့် like subscribe လုပ်ပြီးတော့ share လုပ်ပေးကြဖို့မေတ္တာရက်ခံပါတယ်ဒီမှာဒီခွက်လေးတစ်လုံးကတော့ဝါနာမှာကွဲနေတာဖြစ်ပါတယ်ဒီမှာအဲ့ဒါလေးကိုပြန်ပြီးတော့ဆက်ကြည့်မှာဖြစ်ပါတယ် line ပေါ်မှာလူတွေတင်နေကြတာတော့အများကြီးတွေ့ဘူးပါတယ်။မှာတို့အပူပေးပြီးတော့တန်ချောင်းလေးတွေနဲ့ပြန်ဆက်တာကိုတွေ့ဘူးပါတယ်။အဲ့ဒါကိုလိုက်ပြီးတော့စမ်းကြည့်မှာဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားလဲဆိုရင်လိုက်ပါကြည့်ရှုလို့ရပါတယ်။နောက်ဒီမှာ stapler အဆန်လေးတွေနဲ့မပူပေးပြီးတော့ပြန်ဆက်မှာဖြစ်ပါတယ်။ Okay ကတော့ပူချိန်340လောက်ထားပါတယ်ပြီးရင်ပူပေးပြီးတော့ဒီမှာပြန်ဆက်ကြည့်မှာဖြစ်ပါတယ်တစ်ချောင်းတော့ထည့်လိုက်ပါပြီနောက်တစ်ချောင်းကိုထပ်ထည့်မှာဖြစ်ပါတယ်3ချောင်းလောက်ဆိုရင်လုံလောက်မယ်ထင်ပါတယ်နောက်ချောင်းထပ်ထည့်မှာဖြစ်ပါတယ်တန်ချောင်းလေးမြင်ရမယ်ထင်ပါတယ်မတွေ့ရအောင်ဖြစ်နေပါတယ်ဒီမှာ stapler အဆန်လေးကတော့မတွေ့ရအောင်ဖြစ်နေပါတယ်ဒီမှာဖိထည့်လိုက်မှာဖြစ်ပါတယ်ဒီမှာ stapler အဆန်လေးကိုဖိထည့်လိုက်တာဖြစ်ပါတယ်ဒီမှာတစ်ဆန်ရှိပြီပြီးဒီမှာဒုတိယဆန်ဖြစ်ပါတယ်နှစ်ဆန်ရှိသွားပြီဖြစ်ပါတယ်ပြီးနောက်တစ်ဆန်လောက်ထပ်ပြီးတော့ထည့်ပေးမှာဖြစ်ပါတယ်ဒီမှာတွေ့ရမယ်လို့ထင်ပါတယ် stapler ဆန်လေးကိုဒီမှာထည့်ပြီးတော့ဒီမှာဖိပေးမှာဖြစ်ပါတယ်ဒီမှာခဲကောင်းလေးနဲ့ဖိပြီးတော့မြုပ်အောင်ထည့်ပေးမှာဖြစ်ပါတယ်3ဆန်လောက်ဆိုရင်လုံလောက်ပြီထင်ပါတယ်ပြီးတော့ဒီပေါ်မှာကိုယ်အကြည့်လေးနဲ့ပြန်ပြီးတော့ပိတ်ပေးမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တန်ချောင်းလေးတွေ3ချောင်းထည့်ထားတာဖြစ်ပါတယ်ပြီးမှဒီလို stapler အဆန်လေးတွေနဲ့ထည့်ပေးတာဖြစ်ပါတယ်ဒီမှာဒီလိုပုံစံလေးရလာဖြစ်ပါတယ်ပြီးရင်ဒီကော်လေးနဲ့အင်ဂျီချိတ်တဲ့နေရာမှာသုံးတဲ့ဒီကော်လေးနဲ့ပြန်ပြီးတော့
ဖာထားပေးတာဖြစ်ပါတယ်မစတက်လာတဲ့နည်းနည်းလေးပေါ်နေစတက်လာဆန်းနေရဒီနာမှာစတက်လာဆန်းနေနည်းနည်းလေးပေါ်နေတာဖြစ်တဲ့ကြောင့်ကော်လေးနဲ့ပို့ထားပေးလိုက်မှာဖြစ်ပါတယ်ဒီကနေကြည့်ရင်တော့ရေးရေးလေးတွေ့ရမှာဖြစ်ပါတယ်စတက်လာဆန်လေး3ခုဒီအောက်မှာတစ်ခုဒီအောက်မှာရေးရေးလေးတစ်ခုပြီးရင်ဒီအလယ်မှာတစ်ခုပြီးဟိုဒီပုံနာလေးမှာတစ်ခုဖြစ်ပါတယ်စတက်လာအဆန်3ဆန်ထည့်ထားတာဖြစ်ပါတယ်ဒီအထဲဘက်ကနေထည့်တာဖြစ်ပါတယ်ခွဲရဲ့အထဲဘက်ကနေထည့်တာဖြစ်ပါတယ်ဆိုရင်တော့ကော်ဘက်လေးနဲ့နည်းလေးစားပေးလိုက်မှာဖြစ်ပါတယ်ဒီကော်ဘက်နုလေးနဲ့တိုက်စားပေးလိုက်မှာဖြစ်ပါတယ်လည်းနဲ့ကင်ရင်ကြမ်းမနေအောင်ကော်ဘက်လေးနဲ့စားပေးမှာဖြစ်ပါတယ်ပြီးရင်တော့ခဲကောက်ကိုပြန်ပြီးတော့တန်ရှည်လုပ်ပေးဖို့လိုပါတယ်ပလတ်စတစ်နဲ့တို့ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ထင်းရှူစီလေးတုပ်ပြီးတော့တန်ရှင်းပြန်လုပ်ပေးဖို့လိုပါတယ်နားဆက်ထားတဲ့နေရာလေးကိုကော်ပတ်လေးအနုလေးနဲ့တိုက်စားပေးမှာဖြစ်ပါတယ်ဒီလိုပုံစံလေးရအောင်လိုက်ဖြစ်ပါတယ်ဆိုလည်းနဲ့ကင်တိုက်ပြီးတော့မရှာတော့ဖြစ်ပါတယ်ဒါဆိုရင်စင်ပြေသွားပြီလို့ယူဆပါတယ်ဒီမှာကွဲကြောင်းလေးတွေ့ရမှာဖြစ်ပါတယ်ဒီမှာအမကွဲကြောင်းလေးတွေ့ရမှာဖြစ်ပါတယ်ဆိုရင်စင်ပြေသွားပြီဖြစ်ပါတယ်ဒီလိုပလတ်စတစ်ပစ္စည်းတွေထိုင်ခုံတို့ဆိုင်ကယ်ဒူကာတို့တခြားပလတ်စတစ်ပစ္စည်းတွေကိုလည်းဒီလိုပြန်ပြီးတော့ဆက်ပေးလို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲလာရောက်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့